ချင်းလေးကျွေးရှိပါဘန်ကတော့ဒီလာမဲ့ USA 317မှာ Brandon Rival ကိုအနိုင်ယူမယ်ပြီးလို့ရှိရင်ဒုကောင်ပွဲဆိုင်ဖြစ်တဲ့ပန်တိုဂျာရဲ့ Flyweight Champion ခပတ်ကာကွယ်ပွဲကိုတန်စကာကျိုးဝိုင်းပြီးမှကြည့်မယ်ဆိုပြီးတော့ကျုံးဝါသွားခဲ့ပါတယ်အဲ့တော့အားလုံးသိတဲ့အတိုင်းလာမဲ့ဇွန်လ29ရက်နေ့ The International Flyweight မှာကျင်းပမဲ့ USA 317မှာကျွန်တော်တို့မြန်မာအချစ်တော်ချင်းတိုင်းသားလေးကျွေးရှိပါဘန်ကဒီမိတ်ကပ်ခေါင်းစဉ်အောက်ကနေပြီးတော့လက်ရှိ Flyweight မှာအဆင့်1နေရာမှာရပ်တည်နေတဲ့ Brandon Rival နဲ့ရှင်မြိုင်ထိုးသက်သွားမှာဖြစ်ပါတယ်အဲ့တော့ Brandon Rival ကကနဦးတော့ကဒီပွဲကိုအဆင့်6ကမန်နေကိန်းနဲ့ထိုးသက်ဖို့စီစဉ်ထားခဲ့တာပါဒါပေမဲ့မန်နေကိန်းကပွဲထိုးကန်ဒီ3ဘက်အဝင်းကျင်လို့မှာဒီ6ရောင်းမှာဒဏ်ရာရရှိသွားခဲ့တာကြောင့်ဘန်ကရှော့နတစ်နဲ့ဝင်ထိုးခဲ့တာဖြစ်ပါတယ်။ဘန်အနေနဲ့ဒီပြီးခဲ့တဲ့ဒီ UFC 316မှာတော့ကကျွန်တော်တို့ Brazil fighter Bruno Silva ကိုတတိယအချိန်မှာလဲထိုးနဲ့နိုင်ရရှိခဲ့တယ်။အဲ့တော့ဒီ Bruno Silva ကိုနိုင်ရရှိခဲ့ပြီးမှပဲဘန်ကဒါမဲ့ UFC လို့ချိန်မှာလက်ရှိ ranking နှစ်မှာရပ်တည်နေတဲ့ Brandon Moreno နဲ့ထိုးကျင်တယ်ဆိုပြီးတော့စိန်ခေါ်ထားခဲ့ဘူးလေ။အဲ့လိုစိန်ခေါ်ထားခဲ့ပြီးတော့48နိုင်အတွင်းမှာပဲဒီ Brandon Rival နဲ့ပွဲထိုးဖို့အကြောင်းဖန်လာခဲ့တာဖြစ်ပါတယ်။ဒီပုံမှာပရိသတ်တွေကနှစ်ချမ်းကွဲနေတယ်။ပထမတစ်ချမ်းကတော့ Brandon Rival လိုမျိုးလက်ရှိ ranking number 1 fighter ကိုဒီပြင်ဆင်ခြင်း3ဖက်အတွင်းထိုးတာကဘန်အနေနဲ့အနေများလုံးနေပေါ့နော်ပွဲလောလုံးနေသူအနေနဲ့ဒီပွဲကိုလက်မခံသင့်ဘူးဆိုပြီးတော့ပြောတာမျိုးရှိသလိုတခြားတစ်ပတ်မှာလည်းဘန်အနေနဲ့ဒီ Brandon Rival နဲ့ချိန်မို့ချိန်ရင်ဆိုင်ရမှာပဲအခုချိန်ရင်ဆိုင်ရတဲ့နောက်မှရင်ဆိုင်ရမယ်ကွာဒီပွဲကပြင်ဆင်မှုနေတယ်ဆိုတော့အမှန်ပဲဘန်အတွက်အရှုံးမရှိဘူးဆိုပြီးတော့ဘန်ဘက်ကနေပြီးတော့ထောက်ခံရည်တည်တယ်ဘန်ဆုံးဖြတ်ချက်ကိုနားလေသူတွေလည်းရှိကြတယ်အဲဒီထဲမှာတစ်ခုရှိတာကဒီပွဲဟာဒီအခုလာမယ့် Brandon Rival နဲ့ပွဲဟာဘန်ရဲ့ကစားမပွားတစ်လျှောက်မှာအခက်အခဲဆုံးပွဲလို့ဆိုရမှာပါဘာလို့လဲဆိုတော့ Brandon Rival ဟာလက်ရှိ ranking number 1မှာရပ်တည်နေတယ်သူ့ဆက်မှာ champion ပန်တိုဂျာပဲရှိရတယ်ဒီ Brandon Rival ဆိုတာကဘန်စင်ခေါ်ခဲ့မှုတဲ့ Brandon Moreno ကိုတော့မှအလဲထိုးနိုင်ခဲ့တဲ့သူပြီးတော့ Bruno Silva ကိုလည်းနိုင်ထားတဲ့ကစားသမားဒီလိုကစားသမားမျိုးနဲ့ထိုးရမှာဖြစ်ပါတယ်အဲ့တော့ Brandon Rival က striking လည်းကောင်းတယ်လို့ submission လည်းကောင်းတဲ့ကစားသမားတစ်ယောက်ပါပြိုင်ဘက်ကိုဒီပုံစံမျိုးစုံကနေပြီးတော့ထင်မှန်မထားတဲ့ထိုးကွက်တွေနဲ့ထိုးသက်နိုင်စွမ်းရှိခဲ့သလိုဒီ jiu-jitsu မှာလည်းခပတ်အနေနဲ့ရရှိထားတာကြောင့်ချုပ်ကွက်အားတန်တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်သူရဲ့ guillotine ချုပ်တို့ဒီ antriangle ချုပ်တို့ဆိုတာကပြန်တဲ့ကစားသမားရဲ့အတွက်တော်တော်လေးရုံဖို့အတွက်ခက်ခဲတဲ့ကစားသမား striking ဘယ်လောက်ထိကောင်းလဲဆိုတော့10မိနစ်အတွင်းမှာတစ်ယောက်ရဲ့ထိုးချက်ကို10ကြိမ်လောက်ထိကိုထိုးသက်နိုင်တဲ့ကစားသမားတစ်ယောက်ပေါ့နော်အဓိကသူ့ရဲ့ထိုးသက်ပုံတွေကဒီစနစ်မရှိဘူးဒီစနစ်မရှိတော့ဆိုတော့ကစားသမားတစ်ယောက်ကဒီပြောရမယ် striking လုပ်တဲ့အခါမှာပေါ့နော်ပြန်ဘက်ကိုဘယ်လိုထိုးမလဲဆိုရဲဒီနည်းစနစ်တစ်ခုရှိရဲဘယ်ဝိုင်းညာဝိုင်းထိုးမလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ပင်းလက်ဒီဖြောက်တယ်ထိုးမှာအဲ့လိုထိုးမလားဆိုပြီးစနစ်တစ်ခုရှိတယ်ပေါ့နော်ပုံတွေစနစ်တစ်ခုရှိတယ်ဒါပေမဲ့ Brandon Rival ကအဲ့လိုမဟုတ်သူ့ရဲ့ထိုးခွက်တွေကဂမိုးရှူလို့ဆန်ပြီးတော့နည်းစနစ်ကြတယ်။ဒါကြောင့်နည်းနည်းတော့ရှုပ်သွားမယ်တော့ထင်တယ်။ तू ကတခြား fighter လေးမျိုးကဘယ်ထိုးပြီးညာထိုးမယ်ဆိုတဲ့ပုံစံမျိုးအထက် तू ထိုးခြင်းတဲ့ပုံစံမျိုးထိုးတာ။အဲ့လိုထိုးချက်တိုင်းရလေနည်းစနစ်ကြပြီးတော့ထိရောက်မှုရှိရတဲ့အတွက်သူ့ရဲ့ထိုးခွက်တွေကိုပြန်မဲ့ fighter တယောက်အနေနဲ့ခံမရခက်တယ်။ဒါပေမဲ့သူ့ရဲ့ submission ပိုင်း VDD ခပတ်နဲ့ရရှိထားတဲ့အတွက်တောင်း fighter တွေကသူ့ရဲ့ jiu-jitsu ချုပ်ခွက်တွေမှာရုံထွက်ဖို့တဲ့အင်မတန်ခက်တယ်။ဒါတော့ Brandon Rival ပဲပေါ့နော်။ဒါပြီးတော့ဘန်ဘက်ကပြန်ကြည့်မယ်ဆိုရင်ဘန်အနေနဲ့ဒီပြင်ဆင်ခြင်း3ဘက်အတွင်းမှာဒီဝဲကိုလက်ခံခဲ့တာဟာနည်းနည်းလေးတော့ risk များရဲဆိုတော့မှန်တယ်။ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်လို့ရှိရင်ဒီ Brandon Rival လို fighter မျိုးကသူခုရင်မဆိုင်ရလဲနောက်တစ်ချိန်သူရင်ဆိုင်ရပါမယ်။ဘန်က flyweight ထဲမှာ champion ဆုရရှိဖို့အတွက်သူကမျှော်မှန်းချထားတဲ့ fighter ဖြစ်တဲ့အတွက်အခုလိုမျိုး Brandon Rival လိုမျိုး fighter နဲ့ရင်ဆိုင်လာရတာဟာသူ့အတွက်အခွင့်အရေးကောင်းတစ်ခုလို့သူကိုယ်တိုင်လည်းရှုမြင်ထားပုံရတယ်။နောက်ပြီးတော့ပြင်ဆင်ခြင်း3ဘက်ပဲရှိရဆိုတော့မှန်တယ်။သူကိုယ်တိုင်လည်းပြောရတယ်ဒါဒီအခွင့်အရေးကနောက်ထပ်ထပ်မရနိုင်ဘူးဒါကြောင့်သူလက်ခံခဲ့တယ်။နောက်ပြီးဒီပွဲကဘန်ဘက်ကကြည့်လို့ရှိရင်အရှုံးမရှိဘူး။ဘာကြောင့်လဲဆိုတော့ဘန်အနေနဲ့ဒီ ranking weight 1က fighter ကိုဒီရင်ဆိုင်မှုအချိန်ကောင်းဖို့တဲ့အချိန်မှာသူရင်ဆိုင်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်သူနိုင်ခဲ့မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ champion ခပတ်စင်ခေါ်ခွင့်ကိုတန်းရရှိပါမှာ။ဘာကြောင့်လဲဆိုတော့ ranking 1က fighter ကိုနိုင်တဲ့အတွက်သူ့ရဲ့နောက်ရဲ့ပြိုင်ဘက်ဒီလက်ရှိ flyweight champion ပြုတ်ပဲကျန်တော့တယ်။တကယ်လို့ရှုံးသွားခဲ့ရင်ရောရှုံးသွားခဲ့ရင်လည်းပြဿနာမရှိဘူး။သူ့အတွက်ကျင်းတဲ့ကူကဒီပွဲကနေသူ့အတွက်အတွေ့အကြုံအများကြီးရမယ်။သူ့အနေနဲ့ငါအနေနဲ့ဒီ Brandon Rival လို fighter မျိုးဒီ champion ခပတ်ကိုစင်ခေါ်နေတဲ့ fighter မျိုးကိုနိုင်ဖို့အတွက်ဒီလုံလောက်တဲ့အတွေ့အကြုံမရှိသေးဘူးလုံလောက်တဲ့ပညာမရှိသေးဘူးဆိုသူ့ကိုသုံးသပ်လို့ရမယ်။နောက်ပြီးတော့ဒီပွဲကနေ Brandon Rival နဲ့ရင်ဆိုင်ရပြီဆိုပြီးစခွင့်တွေကသူ့ကို UFC ပရိသတ်တွေတော့များအာယုံဆိုင်မှုရရှိနေပြီ။အဲ့တော့ပရိသတ်အင်အားပို့ပြီးတော့တိုးလာမယ်သူ့ရဲ့အတွေ့အကြုံရမယ်။အဲ့တော့သူ့အတွက်ကလုံးဝအရှုံးမရှိပဲတည်ရပဲ။တိုင်သွားခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကလည်းပြောသလိုပဲပေါ့နော်။ဒီအဆင့်1ကပန်တိုဂျာကိုစင်ခေါ်ခွင့်ရှိမှဖြစ်တဲ့အတွက် Brandon ရဲ့ champion ခပတ်စင်ခေါ်ခွင့်ကပို့ပြီးတော့နီးကပ်လာမှာလည်းဖြစ်ပါတယ်။အဲ့တော့ဒါကြောင့်ဒီပွဲကတော့တကယ်ကိုကြည်ကောင်းမဲ့ပွဲပါဒီပွဲကိုလာမယ့်ဇွန်လ29ရက်နေ့မြန်မာစံတော်ဒီမနေ့8နာရီခွဲမှာမြန်မာနိုင်ငံပြည်သက်တွေကစူးစမ်းမှာဖြစ်ပါတယ်။ Brandon Rival အနေနဲ့ဘန်ကိုပဲအလဲထိုးနိုင်မလားဘန်ကပဲ Brandon Rival ကိုအလဲထိုးပြီး champion ခပတ်စင်ခေါ်ခွင့်ကိုရယူသွားမလားဆိုတာကတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုဖြစ်မြောက်ရေးအတွက်ကိုကြီးပန်ဖို့ပေးထားတာကတော့ 38 gaming ကပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဝါသနာပါလို့ဘောပွဲတွေကစားချင်နေဆိုရင်တော့ Page Messenger မှာ link တောင်းပြီးအကောင့်ဖွင့်မှာက20%ဘောနဲ့ရရှိမှာဖြစ်ပါတယ်။